မင်္ဂလာပါခင်ဗျာအခုရက်ပိုင်းနေမှာအချိန်တိတ်မရတဲ့အတွက်ဗီဒီယိုတွေတင်ဖို့ကိုကျွန်တော်လင်းဟင်းခဲ့ပါတယ်အဲ့ဒီအတွက်ခွင့်လွှတ်ပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်အလုပ်ကတော့တကယ်များပါတယ်ခင်ဗျာအခုလိုတကြံပိတ်ရက်ဒီမှာတော့အလုပ်တွေလုပ်ရပါတယ်ဒါကြောင့်အခုနှစ်တစ်ကနေစပြီးတော့အားတဲ့အချိန်လေးတွေမှာပုံမှန်ပြန်ပြီးတော့တင်ပေးပါမယ်မတင်ပြသေးရင်လည်းသိခံပြီးစောင့်ကြည့်ပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်ဥပဒေနဲ့ပတ်သက်တဲ့ဘုသူတအကြောင်းအရာအသစ်ကလေးတွေကိုမကြာခဏတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ဒီ channel လေးကို like and share follow လုပ်ထားကြဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ကျွန်တော်ကတော့တရားလွှတ်တော်ရှင်နေဦးကျော်စင်ဖြစ်ပါတယ်အခုနှစ်တစ်ကနေစပြီးတော့ရှင်လန်းချမ်းမြေ့ကြပါစေလို့အားလုံးကိုဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ